ယောညီသူရှိအောင်နေတိုင်းဆင်ခြင်စိတ်ကိုပြင်ကိုယ်စိတ်လေးကိုပြင်ပေးပါဆင်ခြင်ရမယ်မဆင်ခြင်ရင်မသိဘူးမြတ်စွာဘုရားကဟောထားတာရှိတယ်သစ္စာဝိခဏဘဟုပကာရာကုသလေတုဓမ္မိတုစကားလုံးကတော့ contemplation လို့ဆိုတာသစ္စာဝိခဏဆိုတာ contemplation စဉ်းစားဆင်ခြင်မှုသည်ကုသိုလ်ကောင်းမှုနဲ့အပြစ်ကင်းတဲ့တရားတွေဖြစ်ဖို့ရအတွက်အများကြီးအကျိုးဖြစ်တယ်လို့ဒီလိုဆိုလိုတာနော် contemplation is beneficial ပေါ့ပြောမှဆိုရင် beneficial အများကြီးအကျိုးဖြစ်ထွန်းစေတယ်ကောင်းတဲ့ကိစ္စတွေမှာဘယ်ရာပဲဖြစ်ဖြစ်ဆင်ញင်စဉ်းစားမှုဆိုတာဘာနဲ့ဆင်ញင်တာတော့လို့ဆိုတော့တတိတဲ့တမ္ပစင်ညာဒီနှစ်ခုကဆင်ញင်တဲ့နေရာမှာအရေးကြီးတဲ့ဟာနှစ်ခုတတိထားရတဲ့တတိပညာနဲ့ဆင်ញင်စဉ်းစားတတိထားမှပညာဆိုတာဖြစ်တယ်ဒါမှမဟုတ်တတိနဲ့ပညာနှစ်ခုပေါင်းစပ်ပြီးတော့ဆင်ញင်စဉ်းစားတာပစ္စောခဏဘုရားဟောတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်အပြစ်ကင်းတဲ့အရာမှာတဲ့ဆင်ញင်စဉ်းစားမှုဟာအများကြီးအကျိုးဖြစ်ပါတယ်လို့ဒီလိုဘုရားဟောတယ်ဒါကြောင့်ဆင်ញင်ပေးပါကိုယ့်ကိုဆင်ញင်ပေးပါလူတွေကဆင်ញင်ပါတယ်ဗာဆင်ញင်တော့မနေ့အိယာထားလို့ရှင်တွိုင်းလက်ထဲဝင်မျက်နှာသစ်မှန်လေးကြည့်သွားပြီးတော့ဆင်ញင်တာဗာဆင်ញင်တာတော့ဆိုမျက်နှာမှာဘယ်နဲ့နေတုံးဆိုတာလေးဆင်ញင်အဲ့ဒီမှာလည်းပဲဝိနည်းစိကအရာတစ်ခုပြောရမယ်ဆိုလို့ရှင်ဘုန်းကြီးတွေမှန်မကြည့်ရဘူးမှန်မကြည့်ရဘူးတဲ့ဒါပြင်လုံးဝမကြည့်ကောင်းဘူးလားဘုန်းကြီးเจ้าမှာမှန်နေတွေ့နေတယ်မကြည့်ကောင်းဘူးလားလို့ဆိုတော့အကျိုးဖြစ်တဲ့ကြည်နီးကနဲ့ကြည့်ကောင်းတယ်တဲ့မှန်ကြည့်ပြီးတော့လှမလှဒီလိုမတွေးရဘူးတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာဘာရှိတယ်ဘာရှိတယ်ဒီလိုဟာတွေယောဂဝေဒနာတို့မှန်ကိုကြည့်ပြီးတော့ဟုတ်လားမျက်နှာမှာဒဏ်ရာရှိတယ်မရှိဘူးတခုညစ်ပေနေတာရှိတယ်မရှိဘူးကြည့်လို့ရတယ်မှန်ကြည့်ပြီးတဲ့အခါဩငါအိုးလာပါလားအရင်တော့ပရေမတွန့်ဘူးခုပရေတွေတွန့်လာပါလားဒီလိုတော့တွေးလို့ရတယ်တဲ့ဒါကကောင်းတဲ့ဘက်ကိုဥလှည့်တာမြတ်စွာဘုရားတရားဟာဘယ်တော့မှတစ်ဖက်သက်တစ်ထစ်ချမပြောဘူးကျိုးရှိမရှိအမြဲတမ်း analyze လုပ်တယ်ဘုရားဒါကိုပြောတာဝိပိဿဝါဒီစာဘုရားကလုံးမရိုက်ဘူးဘယ်တော့ဖြစ်ဖြစ်အကျိုးရှိတဲ့ကိစ္စဆိုရင်ခွင့်ပြုတယ်အကျိုးမရှိတဲ့ကိစ္စဆိုမလုပ်နဲ့မှန်ကြည့်ပြီးတော့ကိုယ့်ကိုယ်ตายရတယ်ဆိုတာမလုပ်သင့်ဘူးဘာဖြစ်လို့လောဘတိုးလို့မှန်ကြည့်ပြီးတော့ဩငါအိုးလာပါလားရတယ်အဲ့လိုနည်းနဲ့ကြည့်လို့ရတယ်သွားမှာတစ်ခုဖြစ်နေလို့ကြည့်ရင်ရတယ်နော်ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရတယ်ဒါမို့လို့ဝိနည်းစိကံမှာအနာပတိဘိက္ခွေအာဘာဒပစ္စယအနာယောဂဆိုတဲ့အကြောင်းနဲ့ဆိုရင်မှန်ကြည့်ကောင်းတယ်လို့ဒီလိုဆိုတာဒါမို့ဘုန်းကြီးเจ้าမှာမှန်နေရှိနေတာနော်ဟိုမိတ်ကလိမ့်ဖို့တော့မကြည့်ရဘူးလို့ဒီလိုပြောတာသရခါလိမ့်ဖို့တော့မကြည့်ရဘူးဘာလို့ဆိုလောဘဖြစ်စေတာဟုတ်သူအဲ့တော့မြတ်စွာဘုရားအမြဲတမ်းခွဲခြားတယ်အကုသိုလ်ဘုရားရဲ့တရားတော်မှာအနှစ်ချုပ်ကိုပြောသမှာလို့ဆိုလို့ရှိရင်